အေယာဝတီတိုင်းဒေသကြီးမြန်အောင်ခရိုင်မြန်အောင်မြို့နယ်ကညင်ရီလောင်တမန်10.5 မဂါဝတ်ရေအားလျက်စစ်ထုတ်လုပ်ရေးစီမံကိန်းအကောင့်တွေပေါ်ဆောင်ရွက်နေမှုအခြေအနေများကိုနိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းကအေယာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနဲ့အတူတွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။ဦးဆောင်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်မြန်အောင်ခရိုင်မြန်အောင်မြို့နယ်ကညင်ရီလောင်တမန်မှာ10.5 မဂါဝတ်ရေအားလျက်စစ်ထုတ်လုပ်ရေးစီမံကိန်းအကောင့်တွေပေါ်ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာကုမ္ပဏီမှတာဝန်ရှိသူကစီမံကိန်းမှာဆောင်ရွက်လျက်ရှိတဲ့အခြေအနေများအောင်ရှင်းလင်းတင်ပြပြီးစီမံကိန်းတစ်ခုလုံးအပေါ်လုပ်ငန်းအလိုက်ပြီးစီးမှု68%ပြီးစီးမှုများအားရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်ကစီမံကိန်းလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်းအကြိမ်မီပြီးစီးတည်ဆောက်ရန်ပြောကြားပါတယ်။အဲဒီနောက်အင်္ဂပူမြို့နယ်ကွင်းကောက်တောင်ကျေးရွာအုပ်စုတက်ရှည်ရတနာသာသနာဗိမာန်တော်မှာဝီဇယသိတ္တိကြောက်စိမ့်စီတီတော်ဒီတော်တင်လူနာရေးလုပ်ငန်းညီနိုင်စီဝေးနဲ့ဒုတိယအကြိမ်အလူငွေပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အပရိသတ်များဟာမဟာစီနယ်လေဓမ္မကတိကတဓမ္မဂုံရီအရှင်ကုသလကြောက်စိမ့်ဆရာတော်ထံမှ9ပါးသီလခံယူစောင့်တည်ကြပြီးအေယာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးအပ်လူနန်းနဲ့အလူငွေများကိုဝီဇယသိတ္တိကြောက်စိမ့်စီတီတော်တိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌက၎င်းဌာနဆိုင်ရာများစေတနာရှင်ပြည်သူများရဲ့လူဒန်းငွေများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက၎င်းလက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်ဆက်လက်ပြီးလူဒန်းမှုအဆူဆူတို့အတွက်ရေဆက်သွန်လောင်းအမျှပေးဝေခဲ့ပါသည်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဝီဇယသိတ္တိကြောက်စိမ့်စီတီတော်ဒီတော်တင်လူနာရေးအတွက်လိုအပ်တာများကိုတာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့ကဝီဇယသိတ္တိကြောက်စိမ့်စီတီတော်မြတ်ကြီးရဲ့လိုင်ကူတော်အတွင်းရှိဝီဇယသိတ္တိကြောက်စိမ့်စီတီတော်ပုံစံကိန်းကြောက်စီနယံကံပကြီးများရုပ်ပွားတော်မြတ်များနဲ့မြမမှုလက်ရာများအားဖူးမြော်ကြည်ညိုလေ့လာခဲ့ပြီးဇေဒီတော်ကြီးရဲ့ရင်ပြင်တော်နဲ့တိဆောက်ရေးလုပ်ငန်းများလဲလှယ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရေကြီးမြို့အောင်ဆန်းရက်ကွယ်အောင်ဆန်း10လမ်းကွန်ကရစ်လမ်းတင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီးတာဝန်ရှိသူများနဲ့အတူဘဲကျိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကောင်ကွန်ကရစ်လမ်းတင်ရလဲလှယ်ကြည့်ရှုစစ်ဆေးခဲ့ပြီးဖျော်ဖြေရေးအဖွဲ့များကြီးမြင့်ငွေများပေးအပ်ခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရေကြီးမြို့နယ်25ဂရင်ဆန့်ပြည်သူ့ဆေးရုံအားဂရင်90ဆန့်ပြည်သူ့ဆေးရုံအပြင်ဒုမြင့်ချင်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်တာဝန်ရှိသူများနဲ့အတူဘဲကျိုးဖြတ်ဖွင့်လှစ်ပေးပါသည်။အဲဒီနောက်ဂရေ90ဆန်ပြည်သူစေယုံကြီးဆိုင်ဘဝစက်ကလုံးနှိပ်ဆက်လက်ဖွင့်လှစ်ပေးကဘင်ခရအဖွဲ့ဘဝအကအဖွဲ့များကိုချင်းမြင့်ငွေများပေးအပ်ခဲ့ပြီးကပီးမော်ကောအားအမွေးနှစ်သားရည်များပတ်ဖြန်းပေးခဲ့ပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဆေးရုံတက်ရောက်ကုသနေတဲ့လူနာများလိုက်လံကြည့်ရှုအားပေးခဲ့ပြီးဆေးကုသစရိတ်များနဲ့အာဟာရပြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်နေဇနီးကရေကြီးမျိုးနဲ့ပြည်သူ့ဆေးရုံအတွက်လေအေးပေးဆက်တလုံးအားလှူဒန်းခဲ့ရာရေကြီးမျိုးနဲ့ပြည်သူ့ဆေးရုံအုပ်ကြီးကလက်ခံရယူခဲ့ပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်သမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရေကြီးမျိုးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တပြည်တွင်ကမီစံပြကျေးရွာအိမ်သွေးရေးတိုင်းစနစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်တာဝန်ရှိသူများနဲ့အတူအိမ်သွေးရေးတိုင်းစနစ်ရဘဲကျိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကရေပါဖွင့်လှစ်၍နေအိမ်များသို့ရေလွှတ်ပေးခဲ့ကဒေသခံပြည်သူတအူးရဲ့နေအိမ်မှာရေမီတာနဲ့ရေသုံးဆွဲမှုအခြေအနေများအားကြည့်ရှုအားပေးခဲ့ပြီးပျော်ပြရေးအဖွဲ့များကြီးမြင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။